ဆမ်မတာဟာသူ့မိသားစုရဲ့အိမ်ဟာတာမန်ပါပဲဘာမှထူးခြားတာမရှိဘူးလို့အမြဲထင်ခဲ့တဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ရက်ွက်တစ်ခုမှတည်ရှိပြီးအဖြူရောင်ချန်စီယိုးနဲ့ကောင်းမွန်စွာထိန်းသိမ်းထားတဲ့ဥယျာဉ်ပါတဲ့နှစ်ထပ်အိမ်တစ်လုံးပါဒါပေမဲ့ဒီနေ့လေကင်းမှာဖုန်ထူတဲ့အိမ်ခေါင်မိုးအောက်ကိုရှောက်သွားနေတော့ထူးခြားတဲ့အရာတစ်ခုကသူ့မျက်လုံးကိုဖန်ဆားခဲ့တဲ့အဝေးဆုံးထောင်မှာမေ့ကြံခဲ့တဲ့တစ်တာတွေအောက်မှာကြမ်းခင်းအောက်မှာဝတ်ထားတဲ့ကျင်းမြောင်းနဲ့ထောင်ချောက်တကားတစ်ခုကိုသူမသတိထားမိခဲ့တဲ့ဆက်စုကျင်စိတ်ပေါ်လာပြီးသူမတူးထောက်ပြီးဆွဲဖွင့်လိုက်တယ်အောက်မှာရှိတဲ့လေကားငယ်လေးကနေနှိုင်းလို့နေတဲ့ဥမင်လိုင်းကောင်းတစ်ခုစီကိုဥတီသွားတယ်။နေရန်တွေကိုကြောက်တုံးတွေနဲ့စီထားပြီးအေးများတဲ့လေပြေးလေးကအတွင်းထဲကနေတိုးတိုးလေးတိုက်ခတ်နေတယ်လို့ပဲနှလုံးသားတွေခုန်နေပြီးဆမ်မတာကသတိထားပြီးဆင်းလာရင်သူမရဲ့မိအိမ်ကမှောင်မိုင်းမှုကိုဖျက်ပြီးထိုးပေါက်ဝင်ရောက်လာတဲ့ဥမင်လိုင်းကောင်းဟာသူမတင်ထားတာထက်ပိုရှည်ပြီးမြေကြီးအောက်မှာလိန်ကောက်လဲပတ်နေတယ်။သူမကျူးကျော်ဝင်ရောက်နေတယ်လို့ခံစားရတယ်။တခုခုကသူမကိုစောင့်ကြိုနေတယ်ဆိုတဲ့ခံစားချက်ကိုသူမမဖြောက်နိုင်ဘူး။ထာဝရကာလတစ်ခုလိုခံစားရပြီးနောက်ဥမင်လိုင်းကောင်းဟာနောက်ဆုံးတော့မြို့ဝက်အခန်းတစ်ခုအဖြစ်ပွင့်သွားတယ်။နေရန်တွေမှာထူးဆန်းတဲ့တားရည်ကျုပ်စာအုပ်တွေနဲ့ပြည့်နေတဲ့စာအုပ်စင်ဟောင်းတွေနဲ့စီထားတဲ့အခန်းလေတွင်ဖုန်ထူသောစက္ကူများနှင့်ဂျာနယ်များဝန်းရံထားသောစပွဲဟောင်းတစ်လုံးရှိသည်။စမန်သာသည်စာရွက်စာတမ်းများကိုလှန်တော့ကြည့်ရှုနေစဉ်သူမ၏လက်များတုံရီနေသည်မှတ်တမ်းများတွင်တားမြစ်ထားသောထုံတန်းစင်လာများနှင့်မြို့ဝက်အသင်းအဖွဲ့များအကြောင်းရေးသားထားပြီးသူမ၏မိသားစုအမည်ကိုအထက်ထပ်ဖော်ပြထားသည်။